World Championship ကဖန်တီးလိုက်တဲ့ချက်တက်ပြီးခက်ခဲမဲ့ပွဲတစ်ပွဲကိုထပ်မံရင်ဆိုင်တွဲဖို့ဖြစ်လာတဲ့တန်းစဉ် World Championship ကနိုဝင်ဘာလ9ရက်155 132မှာတန်းစဉ်ကို Asian Thai Fighter ခွန်ဖုံနွန်နဲ့ပွဲတက်ပေးလိုက်ပါပြီ။ခွန်ဖုံနိုင်ကိုတော့ပရိသတ်တို့အားလုံးသိထားပြီးသားဖြစ်မှာပါ။ကျွန်တော်တို့မြန်မာပရိသတ်တွေနဲ့ရင်းနှီးနေပြီးသား fighter လို့ပြောရင်လည်းမှားမှန်မထင်ပါဘူး။ဘာလို့လဲဆိုတော့ဒီ fighter ကကျွန်တော်တို့မြန်မာ fighter 2ယောက်ဖြစ်တဲ့ဆွန်ရတ်နဲ့မိုးထက်အောင်တို့ကိုအမှတ်ဆုံးဖြတ်နဲ့တာစည်းယူနိုင်ရထားတဲ့ fighter ဖြစ်နေလို့ပါ။ခွန်ဖုံနိုင်က World Championship မှာနောက်ဆုံးထိုးထားတဲ့9ပွဲစလုံးကိုနိုင်ယူထားတဲ့ fighter ပါ။ဒီလို fighter နဲ့ရှုံးပွဲဆက်နေတဲ့ကျွန်တော်တို့ fighter လေးညီငယ်လေးတန်းစင်နဲ့ပွဲတက်ပေးလိုက်တာကတန်းစင်အတွက်တော့ဒီပွဲကအတော်လေးကိုချက်တဲမဲ့ပွဲလို့မြင်ပါတယ်။ World Championship ကနိုင်ရစေချင်တဲ့ fighter ဆိုရင်ပွဲတက်ပေးတဲ့ပုံစံကနည်းနည်းလေးတော့ခြောက်ပေးတတ်ပါတယ်။အခုတန်းစင်ကြပွဲတက်ပေးလိုက်တဲ့ပုံကအဲ့လိုမဟုတ်ပါဘူး။ပွဲတွေဇက်တိုက်နီးပါးကျနေတဲ့နောက်ဆုံးထိုးထားတဲ့သုံးပွဲစလုံးကိုအလဲထိုးနဲ့ရှုံးနိမ့်ထားပါတယ်။ရလက်အဖြစ်လဲတန်းစင်ရဲ့ရလက်အဖြစ်လဲကြည့်ရမယ်ဆိုရင်တော့အားရစရာကိုမရှိတာပါ။ဒီလိုနေထားမှတော့ World Championship ကခွန်ဖုံနိုင်နဲ့ပွဲတက်ပေးလိုက်တာကြီးကကျွန်တော်ကတော့လုံးဝဘဝင်မကြပါဘူး။တန်းစင်ကစာချုပ်ရထားတဲ့ fighter လို့ဖြစ်နေလို့ပွဲချောင်မပေးဘူးလို့စိတ်ထဲကတန်တရားဖြစ်လာပါတယ်။ကျွန်တော်ဒီလိုပြောနေလို့ပွဲချက်တယ်ပြောနေလို့ညီငယ်လေးတန်းစင်ကိုရှုံးမယ်လို့ပြောနေတာမဟုတ်ပါဘူး။ World Championship ကတန်းစင်ပွဲတွေပေးနေတဲ့ခင်းကျင်းအရာစိတ်ထဲကဖြစ်လာတဲ့အတိုင်းခံစားချက်ရလာလို့ပြောတာပါ။ကွန်ဖူနိုင်ဆိုတဲ့ fighter ကဆက်ဆန်ရဲ့အညီရင်နီးစနစ်ကောင်းလုံးတဲ့မော်ဖိုက်တာဆွန်ရက်ကိုတော့နိုင်ယူထားတဲ့ fighter ဒီလို fighter ကနီးစနစ်လည်းကောင်းတယ်မွေထိုင်း fighter ဖြစ်နေတော့ခြေကန်ချက်ဒုတိတ်ချက်တတောင်ရိုက်ချက်တွေကတော့ထွက်လာမှာပါပဲသူနိုင်ရထားတဲ့ပွဲတွေကိုကြည့်ရမယ်ဆိုရင်အမှတ်ဆုံးဖြတ်နဲ့နိုင်ရတာကပိုပြီးတော့များပါတယ်လက်တီးပါဝါကတော့တန်းစင်အရှိကရင်ဆိုင်လာခဲ့တဲ့ fighter တွေလောက်ပါဝါမရှိပါဘူးသူကိုယ်တိုင်ကကိုဓာတ်မိတ်ထိနေအောင်စိတ်ပြီးကစားတာကများပါတယ်ကောင်းချင်းဆိုင်ထုံးမာတဲ့စာရင်မွေထိုင်းရဲ့စတိုင်တိုင်းလို့ပြောရမယ်ကွာဝေးထိတ်ဆော့တာကပုံများပါတယ်ကျွန်တော်တို့ရဲ့ညီငယ်လေးတန်းစင်ကလည်းအခုချိန်မှာသူ့အိုင်ဒေါ်စူပါရက်စီမှာလက်ကျင့်သင်ယူနေတဲ့အတွက်ဒီစနစ်တော့အရင်ကထက်တော့ပိုကောင်းလာမယ်လို့တော့မျှော်လင့်ရပါတယ်တန်းစင်ရဲ့လက်တီးပါဝါကတော့ခွန်ဖုံနိုင်ထက်ပိုပြီးများတယ်လို့မြင်တယ်ဒီပွဲမှာတန်းစင်ကိုပိုပြီးစိတ်ဝင်စားတာကညီလေးရဲ့ခြေကန်ချက်တွေကိုပါခြေကန်ချက်ကအရင်ကတည်းကကောင်းပြီးသားဆိုပေမဲ့ဒီပွဲမှာဘယ်လောက်ထိပိုကောင်းလာမလဲဆိုတာကိုပိုပြီးစိတ်ဝင်စားမိပါတယ်ဗျပြီးတော့တန်းစင်ကိုကြံပြူကျင်တာလေတခုတော့ရှိပါတယ်ညီလေးတန်းစင်ရေဒီပွဲမှာတော့ညီလေးအနေနဲ့ရင်ပွဲတွေလိုအရန်ကြီးမလောဆော်ပဲဇော့ကြီးတိုက်စစ်ဖွင့်ပြီးလိုက်မထိုးပဲတီတီညီညီနဲ့ဆော့စေခြင်းပါတယ်ပြောချင်တာကတော့မလောပဲစိတ်လေးနည်းနည်းရှိပြီးတော့တိုက်စစ်လိုက်ဆော့စေခြင်းနဲ့ကွန်ဖူနိုင်ရဲ့ရလက်နဲ့တန်းစင်ရဲ့ရလက်ကိုကြည့်ပြီးပြောရမယ်ဆိုရင်တော့ဒီပွဲကတန်းစင်အတွက်မလွယ်ကူပါဘူးအမှန်တကယ်ပွဲကျတာပါညီလေးတန်းစင်ရဲ့အရှုံးနှုန်းထက်ကနေနိုင်ပွဲနဲ့တူပြန်လဲတိုးထွက်တွန်းလှန်နိုင်ပါစေညီလေးဟုတ်ကဲ့ဒီလောက်ပါပဲခင်ဗျာလူရင်းတူရှင်ကပါကျေးဇူးတင်ပါတယ်